လှပတဲ့သမိုင်းတွေရေးထိုးပေးခဲ့တဲ့မြမလက်ဝိတ်သူရဲကောင်းတဦးကိုအောင်လှအန်ဆိုင်ရဲ့နောက်ဆုံးထိုးသက်မဲ့ပွဲ Your one middleweight world champion, Ong La San! ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရီချမ်းပါဒီကနေ့မှာတော့ United နဲ့ပတ်သက်တဲ့သတင်းတွေမဟုတ်ပဲမြန်မာပထမဆုံး One Championship ရဲ့ကပတ်နှစ်ခုပိုင်ရှင်ဖြစ်ခဲ့တဲ့ကိုအောင်လှအန်ဆိုင်ရဲ့အကြောင်းလေးပြောကြရအောင်ပါကိုအောင်လှအန်ဆိုင်ကို1985ခုနှစ်မေလ21ရက်နေ့မှာကချင်ပြည်နယ်မြစ်ကြီးနားမှာမွေးဖွားခဲ့ပြီးလက်ရှိအသက်40အရွယ်ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ကိုအောင်လှအန်ဆိုင်ဟာအမေရိကန်နိုင်ငံမှာနေပြီးမြန်မာစပက်ကြီးမွေလို့လူသိများအောင်နာမည်တစ်လုံးစိုက်ထူနိုင်ခဲ့ပြီး2019ခုနှစ်ဇွန်လ30ရက်နေ့မှာရန်ကုန်မြို့၌ကျင်းပခဲ့တဲ့ကိုခံပညာပေါင်းစုံအသုံးပြုရှင်ပြိုင်ရတဲ့ MMA One Championship ပြိုင်ပွဲမက်ဒယ်ဝေးတန်းကမ္ဘာချန်ပီယံလူပွဲတွင်ကိုအောင်လှအန်ဆိုင်ကလက်ရှိချန်ပီယံပီတစ်ကိုလက်ရည်အသာဖြင့်ထိုးသက်ပြီးအမှတ်ဖြင့်အနိုင်ရရှိကကမ္ဘာချန်ပီယံဆုကိုရရှိခဲ့သောပထမဆုံးမြန်မာနိုင်ငံသားတဦးဖြစ်လာခဲ့ပါတယ်ကိုအောင်လှအန်ဆိုင်ဟာပွဲပေါင်း38ပွဲရှင်ပြိုင်ထိုးသက်ခဲ့ပြီးနိုင်ပွဲ26ပွဲရှိကရှုံးပွဲ17ပွဲသာရှိပါတယ်မြန်မာနိုင်ငံကိုကမ္ဘာကသိအောင်အနိုင်ရရှိခဲ့တဲ့ပွဲတိုင်းစင်ပေါ်ကနေမြန်မာစကားနဲ့အမြဲတမ်းဂုဏ်ယူဝင်ကြွားစွာပြောလေရှိပြီးမြန်မာပြည်သူတွေရဲ့တခဲနဲ့အားပေးခြင်းကိုရရှိထားတဲ့သူလည်းဖြစ်ပါတယ်ချန်ပီယံကပတ်တွေကိုအချိန်ကြာကြီးမထိန်းထားနိုင်ခဲ့ပေမဲ့ဒီနေ့သူပြန်လဲသိမ့်ပိုက်နိုင်မယ်လို့ကြွေးကြော်ခဲ့သလိုကျွန်တော်တို့အားလုံးလည်းသူ့ပေါ်မှာထားတဲ့ယုံကြည်ချက်တွေကိုမပြောက်ပြတ်ခဲ့ကြပါဘူးဒါပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာဇက်တိုက်ဆိုသလိုရှုံးနေခဲ့ပြီးပွဲတွေနဲ့အတော်လေးဝေးကနေပြီးမှမနေ့ပြန်အော်တိုဘာလ4ရက်နေ့မှာပဲထိုင်းနိုင်ငံမှာကျင်းပမဲ့ One Championship ပြိုင်ပွဲဟာသူ့ရဲ့နောက်ဆုံးထိုးသက်ပွဲလို့ကြော်ညာခဲ့ပါတယ်ကိုအောင်လှရဲ့မျက်ရည်တွေနဲ့နှုတ်ဆက်ခဲ့တဲ့ဗီဒီယိုတစ်ခုဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့ပြီးကမ္ဘာကျော်ဖိုက်တာကြီးတဦးရဲ့အခုလိုနေဝင်ခြင်းကိုမြင်တွေ့လိုက်ရတဲ့ကျွန်တော်တို့အဖို့ကိုအောင်လှနဲ့အတူတူပျော်ရွှင်ခဲ့တဲ့အချိန်တွေကနေအခုတော့မျက်ရည်စတွေနဲ့ဆူရွှဲနေပါပြီကိုအောင်လှကြီးကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးတွေအတွက်ဂုဏ်ယူစရာနေ့ရွက်တွေကိုဖန်တီးပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကိုအောင်လှကြီးမနေ့ပြန်9နာရီကနေစပြီးကျွန်တော်တို့ချစ်လာစွာသောကိုအောင်လှကြီးနဲ့အတူတူအောင်ပွဲခံပြီးပျော်ရွှင်ကြရအောင်ပါခင်ဗျာဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel တကလေးကို like and subscribe နှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဗီဒီယိုအသစ်တွေတင်တိုင်းသိရှိနိုင်အောင်လို့လည်းဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့ပါနဲ့เนาะကြည့်ရှုအားပေးခဲ့တဲ့ဘော်ဒါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ